ဒီကနေ့ညရှင်ပြိုင်ကန်ကြမဲ့လာလီဂါပွဲစဉ်နှစ်ပွဲတွေကနေပြီးတော့ကျွန်တော်ညီကိုတွေအတွက်ဒါမနေ့ကလို့အဖွင့်လာခဲ့တဲ့ပွဲလိုမျိုးလေးပေါ့ဒီကနေ့မှလည်း special 1တပွဲထွက်မှာဖြစ်ပါတယ်ဒီပွဲလေးအပြင်ကျွန်တော်အဲ့နှစ်ပွဲတွေကတကြောင်ကိုလည်းအခုဗီဒီယိုလေးမှာရွေးချယ်ပြီးသွားချင်ပါတယ်အားလုံးပဲမင်္ဂလာပါဒါဆယ်ဘေးဖော်ဖော်လိုက်ခါနေကျွန်တော်ညီကိုတွေကြိုးဆိုလိုက်ပါတယ်မနေ့ကတော့ကျွန်တော်တို့အလာပဲပေါ်ဒီလေးနဲ့အဆင်ပြေခဲ့ကြတဲ့ညီကိုတွေကွန်မန့်မှာလည်းမှန်းခဲ့လို့ရပါတယ်ဒါကျွန်တော်မနေ့ကကျွန်တော်စီလာယူတဲ့ညီကိုတွေကိုပို့ပေးခဲ့တဲ့ပွဲစဉ်ပေါ့နော်အလာပဲပေါ်ဒီကိုရွေးချယ်ပေးခဲ့တာပွဲပြီးကြတာကလည်းဒါ 3C ရလက် 3C နဲ့ပြီးသွားတယ်ဒီနေ့မှလည်းကျွန်တော်ဒီလိုရလက်ကောင်းနိုင်မဲ့ပွဲလေးတစ်ပွဲကိုရွေးချယ်ထားပါတယ်စိတ်ဝင်စားရင်တော့ကျွန်တော်ရဲ့ TikTok ရဲ့ wall တွေကိုဝင်လိုက်ပေါ့နော်အဲ့မှာ number ကလေးတင်ထားတယ်အဲ့ညာနေပြီးတော့ဆက်သွယ်ပြီးတော့လာရောက်ယူလို့ရပါတယ်အဲဆိုရင်ဒီညဒီကျွန်တော်ဘယ်ပွဲကိုရွေးချယ်ပေးကြလဲဆိုတော့ဘီလာရဲပွဲလေးပေါ့နော်ဘီလာရဲပွဲကိုတော့ဒါအရှိန်တိတ်မပြောတော့ဘူးပေါ့နော်ကျွန်တော်ဒီအစောပိုင်းဗီဒီယိုမှာလည်းကျွန်တော်ညီကိုတွေအတွက်တစ်ပွဲရွေးချယ်ပေးထားတယ်ဒါကတော့ကျွန်တော်တို့ဒီ community ရှိပေါ့နော်အာဆင်နယ်နဲ့မန်စီပွဲစလေးကိုရွေးချယ်ပေးထားပါတယ်တွားရောက်ကြည့်ရှုလို့ရတယ်ဒါဆိုရင်ဒီနေ့ပွဲတွေကကျွန်တော်ဘီလာရဲကိုတော့3ပေါက်30ဆိုတဲ့အခြေတန်းမှာတော့ကျွန်တော်9ပေါ်တစ်ပေါက်ကိုကြိုက်တယ်ပေါ့နော်တစ်ဖက်ကလည်းတက်အသေးဖြစ်ပေမဲ့ဒါပေးကိုတွေတော်တော်လေးပေးနိုင်တယ်ပြည်လာကြီးရလည်းအလိုလုံးမှတိုက်စစ်ဆောတယ်အသေးဆိုတော့အနေဆုံးတော့ကျွန်တော်3လုံးတော့ရောက်နိုင်မယ်လို့မြင်ပါတယ်ဒါကြောင့်ကျွန်တော်9ပေါက်အပေါ်ရွေးချက်ပေးချင်ပါတယ်ဒါကတော့ကျွန်တော်ကြိုက်ပေါ့နော်နောက်ထပ် special 1လေးကိုတော့ကျွန်တော်ညီကိုတွေကျွန်တော်ရဲ့ TikTok wall ရရှိတဲ့ဘက်ကနေဆက်သွယ်ပြီးလာရောက်ယူလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်